ပတ်ပြီးစီအညစ်အကြေးတွေနဲ့ပဲရှိတဲ့အသားကင်ဆိုင်လူတွေကရေအစားစီကိုပဲတောက်ကြပြီးအသားကိုလည်းလူသားအောင်မှရောင်းကောက်အောင်တီးသွားတဲ့အခါအဆန်လေးကတော့တူမူဆိုတဲ့ကောင်မလေးအဖေရဲ့ဆိုင်မှာသူတို့အိမ်ကအမြင့်ညစ်ပတ်နေပြီးစီရီယာလည်းအမြင့်ရွှဲနေတာပါအဝတ်တွေဆိုရင်လည်းဘလောက်ချော်ချော်စီရီယာပြီးချန်နေတော့ပေါ့တမွေးရဲ့အဖေကနေ့စဉ်စီရီပဲတောက်လို့ရှိတာပါသူ့ကိုဆိုရင်လည်းညက်ပတ်တွေခိုးခိုးတောက်တာပေါ့သူတယောက်ထပ်ပုံမှန်တိုင်းနေနေတာပါဒါမဲ့သူ့ကိုတော့သူ့အဲ့တိုင်းမနေခိုင်းပါဘူးညက်ပတ်ဆိုရင်လည်းရိုက်နဲ့အနိုင်ကျင့်နိုင်လွတ်တော့နှိမ့်တိုင်းကြောက်ရပြီးနေခဲ့ရတာပေါ့အရောက်လာတော့သူ့ကွာမျက်နှာမဲ့အစီဘူးဝှက်ချန်နေထွက်လာပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒါကအရင်ညစ်ပတ်လုံးလို့ဆိုပြီးကြောင်းမယ်သူတငယ်ချင်းတွေရဲ့အနိုင်ကျင့်အောင်ခံလာရပါတယ်အဲ့မကျင်တဲ့ချက်တွေကိုသူညမစီပုံချပြီးတော့ပူရဲနဲ့နှိမ့်ဆက်ပါတော့တယ်နေ့တိုင်းစီတွေပဲတောက်လာပြီးပူတော်ယုံမှုကောင်းလာတာပါအဲ့ဒါနဲ့သူညမယုံနေပြလိုက်တော့သူကဒေါသထွက်သွားပြီးဝှက်ချန်နေအကုန်လုံးညစ်ပစ်ပြီးရေစရာကောင်းတဲ့ဟာတွေအကုန်နင်းမျက်နှာပေါ်ပန်းပြစ်မယ်ဆိုကလှုပ်လိုက်တဲ့အချိန်သူ့ဖေရောက်လာပြီးဒေယူနဲ့ထုတ်ကတတ်လိုက်ပါတယ်နောက်တော့သူသားကိုတက်ကဆိုင်မဲ့အသားရောင်းလိုက်လို့နမိတ်ကြီးသွားပါတယ်ဒါမဲ့အသားကကုံသွားလို့ဆံမိထားလိုက်ရပါတယ်သူဘယ်လိုလုပ်အောင်မလဲတော့မသိဘူးပေါ့အဲ့ဒါကြောင့်သူသမီးအိတ်နေတဲ့အချိန်စီတွေနေတိုင်းတိုက်ပါတယ်အစီတွေဝင်းနေအောင်ပေါ့ဒါမဲ့တရကြတူမော်သူမျက်နှာဝှက်ချန်နေပေါက်လာတော့သတိထားမိသွားပါတယ်ရုတ်တရက်အေးရထားတဲ့အချိန်သူ့ဖေစီတွေတက်နေတော့သတိထားမိသွားတာပါအဲ့ဒီကစားသူမအိပ်ပဲနေပါတော့တယ်တတ်တိုက်မှာဆိုလို့ပေါ့သူ့ဖေကလည်းတိုက်မြရတဲ့ဆုံးဆံဖို့ဖို့တဲ့သူ့ချစ်တော်သူဖြတ်ပြီးချက်ဖို့လုပ်ပါတယ်ထူးဆန်းတာဖျက်လိုက်တဲ့အချိန်သူတွေကြမလာပဲစီတွေပဲကြတော့လို့မြင်လိုက်ရကဇလန်လေးလေးပြီးဆုံးသွားပါတော့တယ်